ကိုကျမတင်နေစာလေးဖတ်ကြည့်လိုက်တော့နိုင်ငံတော်ယာယီသမ္မတကတဲ့ပြည်ထောင်စုစီတူသင်္ကားပွဲချင်းမြင့်နေတဲ့မဘာသာဆိုရင်စောမလောင်းကျင်ဘူးဆိုတဲ့ဝိုင်းတို့ပြည်တီဦးတို့ပါတယ်နိုင်ငံဝန်ထမ်းတွေကိုစီဒီအန်လောက်ပါလို့မျက်ရည်ကန်ထိုးခဲ့တဲ့တနိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းတွေကိုစီဒီအန်လောက်ခိုင်းခြင်းဒီအစိုးရရန်တရားကြီးအစိုးရရန်တရားတစ်ခုလုံးရပ်တန့်သွားအောင်လုပ်ခဲ့တဲ့အင်နာကျော်စင်နဲ့လူမင်းတို့ကြတော့အလင်္ကာကျော်စာပွဲချင်းမြင့်နေတဲ့နော်ဟုတ်ကဲ့ပါလို့တနိုင်ငံလုံးနဲ့ထပ်တူအန်အိုဝမ်တာလိုက်လဲစွာနဲ့တာဓုခေါ်ပါတယ်လို့စောက်ရမ်းနေကြည်ညိုပါတယ်လို့ဝန်ထမ်းတွေကိုစီရီယံလောက်ခိုင်းတာကအစိုးရရန်တရားကြီးတစ်ခုလုံးရပ်တန့်သွားအောင်ရည်ရွယ်ချက်ရှိသွေးထိုးလှုံ့ဆော်ခဲ့တာအဲ့ဒီလိုသွေးထိုးလှုံ့ဆော်ခဲ့တဲ့လူတွေကိုတော့နိုင်ငံတော်ရဲ့ယာယီသမ္မတကမေတ္တာတရားကြီးမားစွာနဲ့စုတသိက်တွေချိမြင့်နိုင်လို့ရှိရင်ဒီလူတွေရဲ့သွေးထိုးလှုံ့ဆော်မှုဝါဒဖြန့်မှုနီးမျိုးစုံဗတ်ပေါင်းစုံကနေပြီးတော့ချိန်ချောက်ဖိအားပေးခံရမှုတွေကိုကြက်ခါရင်ဆိုင်ပြီးတော့နိုင်ငံတော်ပေါ်မှာသစ္စာရှိစွာယနေ့ဒီချိန်ထိအန်ဒီရဲ့ဂျားတွေကဗတ်ပေါင်းစုံကချိန်ချောက်ခံရအသက်အန်ဒီရဲ့ချိန်ချောက်ခံနေရတဲ့ဂျားတွေကနိုင်ငံပေါ်မှာသစ္စာရှိစွာတာဝန်ထမ်းဆောင်နေသောနိုင်ငံဝန်ထမ်းများကိုလည်းထိုက်တင်သောဂုဏ်ထူးဆောင်ဘွဲတစိမ့်များထိုက်တင်သောအကျိုးခံစား권များပေးရလိမ့်မယ်ချီးမြှင့်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဝန်ထမ်းတွေကိုစီရန်လောက်ခိုင်းပြီးဆိုရရန်တရားတစ်ခုလုံးရပ်တန့်သွားအောင်လှုံ့ဆော်ခဲ့တဲ့လူတွေကိုတော့စိုးတဲ့စိတ်ချင်းမြင်နိုင်ရင်ဒီလိုလှုံ့ဆော်မှုတွေကိုနားမယောင်ပဲနိုင်ငံတော်ကိုသစ္စာရှိတဲ့ဝန်ထမ်းတွေကိုထိုက်တင်တဲ့ဂုဏ်ထူးဆောင်ဘွဲတစိတ်စုတစိတ်အကျိုးခံစား권များပေးရပါလို့တောင်းဆိုချင်ပါတယ်သတိပေးချင်တာကမေတ္တာရက်ခံချင်တာကအဲ့ဒီလိုအမှုပညာရှင်တွေအနေနဲ့ကနောက်ခင်ဗျားတို့တရုပ်ဆောင်ခြင်းကင်မရာရှေ့မှာပဲတရုပ်ဆောင်ကြပါနိုင်ငံရေးမှာဝင်ပြီးတရုပ်မဆောင်ကြပါနဲ့ထပ်ပြီးပြောပါမယ်အမှုပညာရှင်အမိခံမျက်နှာပုံဆွတ်ထားတဲ့လူတွေအကုန်လုံးတရုပ်ဆောင်ခြင်းကင်မရာရှေ့မှာပဲတရုပ်ဆောင်ပါနိုင်ငံရေးမှာဝင်ပြီးတရုပ်မဆောင်နဲ့နိုင်ငံရေးမှာတရုပ်ဆောင်ရင်စီရပရိပက္ခတွေဖြစ်ပွားနိုင်တဲ့အဲ့ဒီစီရပရိပက္ခရဲ့နောက်မှာလူများစွာရဲ့အသက်တွေကလေးတငယ်ပေါင်းမြောက်များစွာရဲ့အနာဂတ်တွေကြည်မပျက်စီးရွာပါလိမ့်မယ်ကြည်မပျက်စီးရလိမ့်မယ်ဒါကြောင့်မို့လို့ခင်ဗျားတို့တွေနိုင်ငံရေးမှာဝင်ပြီးတရုပ်မဆောင်ကြပါနဲ့လို့အသိပေးချင်ပါတယ်ရှေ့မှာလည်းပဲအကြမ်းဖက်သမားကိုစုတသိက်တွေချင်းမြန်းခဲ့လို့အများသူကလက်ညှိုးထိုးစရာဖြစ်ခဲ့တဲ့ကိစ္စရပ်ကြီးတွေရှိခဲ့ဘူးတဲ့ဥပမာ2024ခုနှစ်လွတ်လပ်ရေးနေ့အထိမ်းမဲ့စုတသိက်တွေချင်းမြန်းတဲ့အခါမှာမွန်ပြည်နယ်ပေါင်မြို့နယ်ကဦးစောဆန်းဝင်းဆိုတဲ့လူအဲ့ဒီလူရဲ့နေအိမ်ထဲမှာဘုံနေတနက်တွေလက်နဲ့ခဲရနေဖမ်းဆီးရမိလို့အဲ့ဒီလူကိုအကြမ်းဖက်သမားဖြစ်ဖမ်းဝရမ်းထုတ်ပြီးတော့နေအိမ်ကိုချိတ်ပက်သိမ်းဆည်းလိုက်တယ်အဲ့ဒီလိုအကြမ်းဖက်မှုနဲ့ဖမ်းဝရမ်းထုတ်ခံရနေချိတ်ပက်ခံရတဲ့လူကိုပြည်အောင်စုဆိုရဖွဲ့ကနေပြီးတော့နိုင်ငံတော်ယာယီသမ္မတကလူမှုထွန်းချိုးပထမဆုံးချင်းမြင့်ပါတယ်ဆိုပြီးတော့2024လွတ်လပ်ရေးနေ့အထိမ်းမဲ့စုတသိက်တွေချင်းမြင့်တဲ့ထဲမှာအဲ့ဒီလူနာမည်ကြီးပါလာတယ်ပြည်နယ်ဆိုရကဒီလူရဲ့အိမ်မှာလက်နက်ခဲယမ်းတွေဖမ်းဆီးရမိပြီးတော့ဒီလူက KNU နယ်မြေမှာတောခုနေတဲ့အကြမ်းဖက်သမားပါဆိုပြီးတော့နေအိမ်ချိတ်ပိတ်ထားတဲ့အကြမ်းဖက်သမားကိုလူမှုထိုးချိုပထမဆုံးပေးလိုက်တော့ပြည်နယ်ဆိုရနဲ့ပြည်အောင်စုဆိုရကြားတဲ့ကအချိတ်ဆက်မှုပြည်နယ်ဆိုရနဲ့ဗဟိုဆိုရကြားတဲ့ကအထက်အောက်ချိတ်ဆက်မှုပါလေဘေးလေမိကုံထုတ်ကြကြီးဖြစ်သွားတယ်ဆိုတော့နောက်မှာအဲ့ဒီလိုအကြမ်းဖက်သမားကိုလူမှုထွေးထွန်းဆိုးတဲ့စိတ်မပေးမိအောင်အကြမ်းဖက်အားပေးတွေနိုင်ငံတော်ကိုပုံကန်နေတဲ့ဖွဲ့စည်းတွေကိုတနည်းနည်းအားဖြင့်အားပေးနေသောလူပုဂ္ဂိုလ်တွေကိုစုတစိတ်တွေမှားယွင်းပြီးထပ်မှန်ပြီးမှားယွင်းပြီးတော့မပေးမိအောင်စစ်ရေးချွဲရေးအဖွဲ့အနေနဲ့ဒီထက်ပိုပြီးတော့စီကန်းတွေတင်းကျပ်ဖို့မျှော်လင့်ပါတယ်နောက်တဲ့ရှုထောင့်တစ်ခုကကြည့်ရရင်နိုင်ငံတော်အစိုးရနိုင်ငံတော်ရဲ့အကြီးအကဲနိုင်ငံတော်ယာယီသမ္မတကသဘောထားကြီးမားစွာနဲ့အဲ့ဒီလိုနော်ဝန်ထမ်းတွေအကုန်လုံးကိုစီဒီအန်လို့ပို့လှုပ်ဆော်ခဲ့တဲ့ပြည်သူတို့အင်နာကျော်စင်တို့လူမင်းတို့လူမျိုးကိုတော့စုတသိက်တွေချင်းမြင်နိုင်တယ်တောခိုွားတယ်နိုင်ငံတော်ကိုပုံကန်ဖို့တောခိုသွားတဲ့ PDF တွေကိုတော့မေတ္တာတရားကြီးမားစွာနဲ့အလင်းဝင်ဖို့ဖိတ်ခေါ်ပြီးတော့ထောက်ပံ့ခြင်းငွေတွေပေးအပ်နိုင်တယ်ငြိမ်းချမ်းရေးကိုရှေ့ရှုသောအဖြစ်မေတ္တာတရားကြီးမားစွာအဲ့ဒီလိုဖြေလျှော့ပေးနေတဲ့အချိန်မှာနိုင်ငံတော်ချက်ပါတယ်တက်မတော်ချက်ပါတယ်တက်မတော်ခေါင်းဆောင်ကြီးကျွန်တော်တို့ရဲ့ဖေးပါကျမတို့ရဲ့ဖေးပါအချစ်ဖေးကြီးပါဆိုပြီးတော့အသွင်ယူအယောင်ဆောင်တွေကချက်ခနဲ့ရှိဟိုလူကိုဖမ်းလိုက်ပါဒီလူကိုဘလို့လုပ်လိုက်ပါကျွန်တော်ကတော့ကျမကတော့ဘလို့အသွင်ယူပါတယ်ဘလို့အသွင်ယူပြီးဖမ်းဆီးပါတယ်ဘလို့အသွင်ယူပြီးစစ်ဆေးပါတယ်နောက်ဆုံးဥပဒေကိုချိုးဖောက်လို့ဥပဒေအရအပြစ်ပေးခံနေရတော့လူတယောက်ကိုတောင်မှရင်းနှီးသူဝါကူထိုးမြေနေရလှန်ဆိုင်တရေပေါ်ကြောင်တဲ့စိတ်တက်တွေနဲ့ဒီလူကိုအားပေးတဲ့လူမှန်သမျှကိုအကြမ်းဖက်မှုနဲ့ဖမ်းရမယ်
ဒီလိုအားပေးတဲ့လူမှန်သမျှကိုဘယ်လိုစုံစမ်းစစ်ဆေးရမလဲဆိုပြီးတော့အလွဲသုံးစားလုပ်နေတဲ့ဟာတွေကတက်မတော်ကိုများစွာတိတ်ခါကြနေတယ်လို့တက်မတော်ခေါင်းဆောင်လက်ရှိနိုင်ငံတော်ယာယီသမ္မတကိုလည်းပဲတိတ်ခါကြစေတယ်ဂုံတိတ်ခါညှိုးနှွမ်းစေတယ်နိုင်ငံတော်ယာယီသမ္မတကသဘောထားကြီးမားစွာနိုင်ငံတော်ကိုပုံကန်တဲ့လူတွေကိုတော့စုတိတ်တွေချင်းမြင့်ထောက်ပံ့ငွေတွေချင်းမြင့်နေတဲ့အချိန်မှာအောက်ခြေမှာနိုင်ငံတော်ယာယီသမ္မတကကျွန်တော်တို့အဖေပါကျမတို့အဖေပါအသွင်ယူအယောင်ဆောင်တွေကမြင်းမြင်းရမှန်သမျှဖမ်းဖို့စီးဖို့လုပ်နေခြင်းသည်အာဏာအလွဲသုံးစားမှုအယောင်ဆောင်မှုအကြီးညိုမပြတ်ပြက်အောင်အများသူငါကတက်မတော်ကိုစစ်အာဏာရှင်လို့လက်ညှိုးမထိုးထိုးအောင်လုပ်နေတဲ့အသေးဖြတ်မှုတွေဖြစ်ပါတယ်ဒီလိုမျိုးကိစ္စရက်တွေကိုလည်းပဲနိုင်ငံတော်အနေနဲ့ကစုံစမ်းစစ်ဆေးဖို့လိုပါတယ်စုံစမ်းစစ်ဆေးဖို့မျှော်လင့်ပါတယ်ညီမလေးပန်ဆယ်လို့ဘာဖြစ်လဲတယောက်ပြီးတယောက်တွေးတိုးဆန်းတယ်လက်ပူးလက်ချက်မိငါတို့ကပြောသားမှာငါတို့ကဝိုင်းဆဲပြီးမယ်အဲ့ပန်ဆယ်လို့ဟမ်အပိတော့မလက်ပူးလက်ချက်လည်းမမိဘူးကွာကိုတော်လန်ရေးတမာချင်းချင်းလက်ပူးလက်ချက်မမိချင်းမင်းတို့ကာကွယ်ပေးရမှာပဲဟမ်အခုတော့အဲ့လိုမဟုတ်ဘူးဘယ်လိုပြောမလဲငါပန်ဆယ်လို့လည်းငါကြိုက်တာမဟုတ်ဘူးလို့ငါအရင်တော့ငါဆဲဘူးလေအပြန်ပါညာဘာဖြစ်လို့လဲနဲ့အစွန်းရောက်တယ်တင်လို့ဒါပေမဲ့လေမြန်မာနိုင်ငံမှာမဟုတ်ကဘာတဝန်းလုံးရှိတဲ့ဖန်ဒရိုက်ဇာတွေထဲမှာဟမ်သူမရှိရင်ဘယ်လို့လက်ညှိုးသွားပြဟမ်ထောက်ဖို့မှာဘယ်ကောင်ရှိလို့လဲတော့ထောက်ဖို့မှာဟိုလောင်းလာအာကိုရမယ်လို့ဘယ်လိုရှိလို့လဲငါတော့မမေးတာငါတော့ဖွက်ကြားအဲ့တော့ကိုဆောက်လို့ကိုစားဖို့ရေးအောင်မနေရုံးကန်နေရလားဟမ်အဲ့လိုမဆောက်ရေးဟိုအရေးချင်းရှိတဲ့လူကိုကာကွယ်ငါပြောတာခိုးပြီးမှလားခိုးလို့လက်ပူးလက်ချက်မိပြီးဆိုလောက်ဆန်းငါတို့ကပြောငါတို့ကဝိုင်းဆဲပြီးမှဟမ်ဒီလိုမျိုးသိတယ်မလားကွက်တော်လူကောင်မမျိုးတော်မှာပေါ်တင်ထိုင်တုတ်နေတဲ့ကောင်လေးဟမ်အဲ့လိုလည်းမမိဘဲနဲ့ကွာလေဘယ်လိုပြောမလဲစစ်တပ်ကကောင်နေနဲ့ပေါင်းပြီးတော့ကိုတော်လေးဘတ်တော်သားတွေကိုမမိဘဲနဲ့ဟိုစကားစားခင်ညို့ထောက်လန်းရေးတို့အဲ့လိုလောက်သွားတာခင်ညို့တို့ထောက်လန်းဒီတပ်ပေါင်းစုကိုလုပ်ပေးတာ EAO အဖွဲ့6ဖွဲ့တပ်ပေါင်းစုဖြစ်မြောက်ရေးအတွက်လုပ်တာကတိုင်းရင်းသား EAO ERO တွေငင်းငိုင်းလက်မှတ်ထိုးတဲ့ကောင်ကလမ်းကျိုင်းလက်မှတ်ထိုးတဲ့အဖွဲ့တွေရောပါတယ်နော်ဆရာကြီးတွေလိုင်းပေါ်ကနေပြီးတော့ဟိုလူကိုစောက်ပြပြောဒီလူကိုစောက်ပြပြောကိုလူကျွန်တော်တို့လည်းလူတိုင်းပါဝင်စေချင်တာပေါ့မောင်ဆောင်ကတော့မှ UNGF fundraiser တွေလိမ့်နေဆိုရင်ကျန်တဲ့ကောင်ကိုမေးမနေနဲ့တော့ဒါတော့မှမောင်ဆောင်ကတီးခံပြီးတော့ပူပေါင်းဆောင်ရွက်တယ်ဒါမောင်ဆောင်ကမထွက်လာသေးဘူးနော်တချို့ဒါနည်းနည်းပဲရှိသေးတယ်တကယ် fight မဲ့ကောင်တွေနောက်မှအများကြီးထွက်လာလိမ့်မယ်သူကဒီတပ်ပေါင်းစုမဖြစ်မြောက်ခင်ကကျွန်တော်နိုင်ငံရေးမှုခတ်ဖို့တော့အညာလန်းခေါ်တယ်တချို့အဖွဲ့တွေကိုနေအောင်လာပါသူတို့မှစီးရေးနိုင်ငံရေးတွဲထားတယ်စီးရေးသွားနိုင်ငံရေးအခက်ခဏကြရင်ကိုနေအောင်ငါညီတချို့တို့လာအညာခေါ်တယ်ဒီမှာလူကြီးပေးမလို့ခင်ဗျရန်သူကစကားပြောလာတဲ့ခါကျရင်ရန်သူကအားနေလို့နိုင်ငံရေးပြုပြင်ပြောင်းလဲပါညာစကားပြောချင်တဲ့ခါကျရင်ဆောနာပြောတပ်ပေါင်းစုနဲ့နော်ဒီဆောနာပြောတဲ့တပ်ပေါင်းစုနဲ့ပဲသူတို့စကားပြောမယ်အစာရည်နဲ့ပြောမယ်အန်ယူဂျီကသူပြောမှာမဟုတ်ဘူးဒါလည်းကျွန်တော်တို့နားလဲတယ်ဒါလည်းကျွန်တော်တို့သိနေတယ်ဘုနကားဥဆောင်ပြီးတော့တပ်ပေါင်းစုလိုက်လို့တယ်အဲ့ချိန်မှာဘုနကားနဲ့ MUG နဲ့ခွာပြဲတယ်ဘုနကားမောင်ဆောင်ကလို့မဟုတ်ဘူးမောင်ဆောင်ကတော့ဟုတ်မဟုတ်ဒါတမိုင်းမှတ်တမ်းတင်တယ်သူကနိုင်ငံရေးသမားပိတာစွာဖြစ်မှတ်တမ်းတင်ရတယ်တနေ့တစ်ချိန်ကြီးဒါရှင်းရမယ်သူ့ရဲ့မှတ်တမ်းမှာသူရှိတယ်ဘုနကားကကျတော့အဲ့လိုမဟုတ်ဘူးသူ့နောက်မှာရှိတဲ့လူကမြောက်ပေးလိုက်တဲ့ခါကျတော့អော်တဲ့ခါကျတော့နှုတ်ကြီးကစောက်ချက်တွေကွဲကုန်တော့နှုတ်ကြီးကဘုနကားကိုမကျင်တတ်ဘူးဒီလိုပဲဘုနကားပြီးတော့ဘလူးလဲကိုဆွဲလဲကိုဆွဲက၄ကေကောကော့ကရိတ်တိုက်ပွဲမှာဆောင်းလာပြောတန်ဖရတ်တို့အုပ်စုမှုလိုက်တဲ့ခါကျတော့ကိုဆွဲကထအော်တော့ကိုဆွဲကထမောခင်ဗျားတို့ဒါလေးကိုတချို့ကနေရာမှာမြင်အောင်ကြည့်ရမယ်ကိုဆွဲဆိုလို့ရှိရင်ဒီဘဲလေးကကျွန်တော်တို့ငယ်ပါတယ်သူပြောတယ် MOD ကိုဘာဖြစ်တယ်ညာဖြစ်တယ် MOD ကိုဖောင်းထုတ်ရင် तू ကဘာနာတာအဲ့ဒီချိန် MOD ကိုမကျင်တတ်ဘူးဆိုရင် MOD ကိုဘာဖြစ်တယ်ညာဖြစ်တယ်ချိုင်း UNG ကိုချိုင်း तू ကိုယ်တိုင်ပြောတာလားဒါပေမဲ့ तू ကိုယ်တိုင်လက်တွေ့ခံစားလာတဲ့အခါကျတော့ဒီကောင်တွေကဒီလိုစောက်ချင်းရှိပါလားဆိုတော့ तू နားလဲသွားတော့ तू အဖွဲ့နဲ့ तू မှ တီထောင်တယ်ဒါကိုဆောင်းလာပြောသလို MOD မှာရှိနေတဲ့တချို့သောခေါင်းဆောင်ပိုင်းတွေကတောင်ပိုင်းမှာဆိုကိုဆွဲကိုမကျင်တတ်ဘူးဆောင်းလာအညာမှာဆိုဘုံနဂါကိုမကျင်တတ်ဘူးကျွန်တော်ပြောတာမြင်လားမသိဘူးခင်ဗျားတို့ကျွန်တော်ပြောတာမြင်လားမသိဘူးခင်ဗျားတို့